ပိုင်းနှစ်စီရာကြီးရဲ့နေတန်းနှင့်ကျန်းစာအုပ်စုမွေဟောက်အလိုက်ခံရပြီး၃ယောက်သားအပြေးလွာနဲ့ရွာကိုပြန်ရောက်လာကြပါတယ်ကြောက်ကြောက်လန့်လန့်နဲ့ပြေးလာကြတာမို့တကူလုံးလဲဖုံးလေးပိတ်ချန်လို့ပေါ့ဒါပေမဲ့ဖိုးလာပြေကတော့အားမလျှော်ပါဘူးသူကသူ့ရဲ့ပစိုးကြားမှာညက်လာတဲ့စာအုပ်စုကြီးကိုပြန်ထုတ်ပြီးကြော်ကြီးနဲ့ငနီးကိုလေးလေးနက်နက်ပြောလိုက်ပါတယ်ဟေးကောင်တွေငါတို့ဂါထာရွတ်တာမှားသွားလို့မွေကရွှေမထစ်တာတကယ်တော့ဒီစာအုပ်ထဲမှာဒီထက်ပိုပြီးအစွမ်းထက်တဲ့ပညာတွေအများကြီးရှိသေးတယ်တဲ့ငနီကတော့ဘိုက်ကလေးပွင့်ရင်းနဲ့မဲစာအုပ်ကြီးကတကယ်တော့အစွမ်းရှိလို့လားဖိုးလာပြေဟာငါတို့တော့ရွှေတုံးလည်းမရပဲမွေကြိုက်ခံရတော့မလို့ညီးရှာလေဒါပေမဲ့ကြော်ကြီးကတော့ဖိုးလာပြေဘက်ကနေကူပြော့ပေးတာပေါ့မင်းကလည်းငနီဟာဆရာကြီးဆိုတာဒီလိုပဲစမ်းတက်မှုတွေရှိတာပေါ့ဖိုးလာပြေမင်းစာအုပ်ထဲမှာငါတို့ဒေါ်ကြီးကိုပညာပေးလို့ရမယ်ဂါထာမျိုးရောမပါဘူးလားလို့မေးလိုက်ပါတယ်ဖိုးလာပြေကစာအုပ်ကိုတစ်ဖြက်လန်ရင်းနဲ့အေးပါတာပေါ့ဒါပေမဲ့ငါတို့အရင်ဆုံးပညာဆုံးအောင်သင်ရမယ်ဒီနေ့ကစပြီးငါတို့၃ယောက်ဟာအကြအမြင့်ဆရာလာပြည့်နဲ့သူ့ရဲ့တပြည့်အကျော်တွေပဲလို့ကြေညာလိုက်ပါတော့တယ်အဲ့ဒီနေ့ကစပြီးသူတို့၃ယောက်ဟာကျောင်းပရက်တိုင်းရွာပြင်ကဖုံးကြီးပြက်ကြီးထဲမှာပုံးပြီးပောက်ကရဂါထာတွေကိုကြက်အင်းကွက်တွေဆွဲကြနဲ့အလုရှုပ်နေကြပါတော့တယ်ဖိုးလာပြီကတော့ဒေါ်ကြီးဆဲသမျှကိုအရင်လိုမျက်ရည်မကြတော့ပဲစိတ်ထဲကနေဂါထာတွေရွတ်ပြီးတုံ့ပြန်တတ်လာတယ်သူတို့ရဲ့ရီမှန်းချက်ကတော့ရွာထဲမှာဘသူမှမဖြေရှင်းနိုင်တဲ့ပြဿနာတွေကိုသူတို့ရဲ့အထက်လန်းပညာနဲ့ကူညီပေးဖို့ပါပဲတကယ်တမ်းသူတို့ကူညီနိုင်မလားဒါမှမဟုတ်ပို့ပြီးရှုံ့ကမလုပ်မိမလားဆိုတာကတော့သူတို့အသက်12နှစ်အရွယ်ရောက်တဲ့အခါမှာသိကြရမှာပေါ့ဗျာ